10 toes in when we standing on business. I'm I'm Mr. Body Catcher, Slaughter Gang Soul Snatcher. Ain't no regular F-150. မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တင် David ကနေကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ကတော့တင် David ရဲ့ကျွန်တော် freelance trainer ကျွန်တော် William ပဲဖြစ်ပါတယ်အခုကျွန်တော် training ဆင်းနေတဲ့အချိန်ကတော့ဒါကျွန်တော်နေ့လယ်ပိုင်းတနာရီခွဲလောက်ပဲဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော် excellent ကျင်ဟာဆိုလို့ရှိရင်ဒါကျွန်တော်တို့နေ့လယ်နေခင်းမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တင်တန်းနားချိန်မရှိပဲနဲ့ဒါကျွန်တော်တောက်လျှောက်ဖွင့်ထားတယ်ဆိုတော့ကျွန်တော်ပြောပြချင်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ excellent ကျင်မှာရှိနေတဲ့ကျွန်တော်ဒီ coach တွေဆရာဆရာမတွေကတော့သူတို့က duty ဝင်တဲ့ချိန်ဟာဆိုလို့ရှိရင်မနက်6နာရီကနေ10နာရီထိတစ်ပိုင်းညနေခင်းမှာ3နာရီကနေ9နာရီတစ်ပိုင်းသူတို့ personal trainer တင်တာရှိတယ် floor duty ဝင်တာတွေရှိတယ် class type တွေကိုတင်မိတာရှိတယ်ဒါကျွန်တော်တို့ဆရာဆရာမတွေ duty ဝင်တဲ့အချိန်တွေပဲဖြစ်ပါတယ်အဲ့တော့တနေ့တာမှာဆိုလို့ရှိရင်ဒါကျွန်တော် excellent ချိန်ကမနက်6နာရီကနေကျွန်တော်ဒီည8နာရီထိဒါကျွန်တော်ဒီတင်တန်းကိုနေ့လယ်မပိတ်ပဲနဲ့တောက်လျှောက်ဖွင့်ပေးထားပါတယ်အဲ့တော့မိမိကကိုယ်ပိုင်အချိန်နဲ့နေ့လယ်နေခင်အားတဲ့လူဆိုလို့ရှိရင်ကျွန်တော်တို့ဒီချိန်မှာကိုပိုင် AACC နဲ့လာဆော့လို့ရတဲ့အချိန်လေးလည်းဒါကျွန်တော်ဖွင့်ပေးထားပါတယ်အဲ့တော့ဆိုတဲ့အတွက်ကြောင့်မို့လို့ဒါကျွန်တော်တို့ဒီ excellent ချိန်ဟာဆိုလို့ရှိရင်တနင်္လာနေ့ကနေစနေနေ့ထိပဲဖွင့်တာမျိုးမဟုတ်ပဲねတနင်္ဂနွေနေ့မှာလည်းဒါကျွန်တော်တို့ဆရာဆရာမတွေကသူတို့အားလာရဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ duty off ပေးမဲ့ဒါကိုပိုင်ကို training လာလုပ်ချင်တယ်ကျွန်တော်တို့ဒီမိတ်ဆွေတွေအားလုံးအတွက်ဒါကျွန်တော်တို့ excellent ချိန်ဟာဆိုလို့ရှိရင်တနင်္ဂနွေနေ့ကိုမနက်6နာရီကနေည8နာရီထိကျွန်တော်ဖွင့်ပေးထားတယ်ဆိုတဲ့အကြောင်းလေးကိုလည်းကျွန်တော်ပြောပြချင်မှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်